เขาก็ออสเตรเลียရဲ့အထူးခြားဆုံးတတ်တော်တကောင်ဖြစ်တဲ့ platypus အကြောင်းပြောပြတော့မှာပါကဲဘဲလို့နှုံတီးဖြန့်လို့အမီဒါပေမဲ့သူကနိုးတိုင်တတ်တော်တယ်စိတ်ဝင်စားစရာမကောင်းဘူးလားအဲ့ဒါကတော့ဩစတြေးလျအရှေ့ပိုင်းကမီးချောင်းလီမှာပဲတွေ့ရတဲ့ platypus ပါပဲပထမဆုံးအချက်သူ့ရဲ့ပုံစံကတကယ်ကိုထူးဆန်းတယ်အရွယ်စားကတဖယ်ခွဲလောက်ပဲရှိပေမဲ့သူ့မှာဘဲလို့နှုံတီးဖြန့်လို့အမြေဖြာပြီးတော့ရေကူးဖို့ရေပါတဲ့ခြေထောက်တင်းနဲ့ပါအော်စရာကအထီးရီရနောက်ခြေထောက်မှာအစိပ်ပါတဲ့စူးချွန်တွေရှိနေတာပဲဒုတိယအချက်ကသူတို့နေထိုင်ပုံပါသူတို့ကရေကူးအရန်ကျွမ်းကျင်တယ်ရှေ့ခြေထောက်ကရေရက်တွေကိုတုံးပြီးရေထဲမှာအစာရှာကြတယ်ပြီးတော့ရင်တော့ကန်းစက်မှာတူးထားတဲ့ဂူးတွေထဲမှာပြန်နားယူကြတာပေါ့နောက်ဆုံးအချက်ကတော့သူ့ရဲ့အမဲလိုက်နီးပဲရေရောက်တော့ရင်မျက်လုံးရောနားရောပိတ်ထားလိုက်တာဆိုတော့ဘလို့အစာရှာမလဲပေါ့နော်လျှို့ဝှက်ချက်ကသူ့ရဲ့နှုတ်တီးမှာရှိတာအဲ့ဒီနှုတ်တီးကတခြားတက်ရှိတွေကထုတ်တဲ့ရှစ်စစ်လိုင်းအသေးရှိတွေကိုအာယုံခံနိုင်တယ်အဲ့ဒါတည်းပဲအစပါမှာရှိတယ်ဆိုတော့ကိုရှာတာပါတကယ်ကိုအံ့ဩစရာပဲဆိုတော့ platypus ဆိုတာဘဲနဲ့ဖြံကိုပေါင်းထားဘလို့ဖြစ်နေုံတမကောက်ဘူးတဲ့နိုးတိုက်တတ်တော်ဆိုတဲ့အချက်ကပဲသူ့ကိုတဘာဝရဲ့တကယ်ကိုအံ့ဩဖွယ်ရဖန်တီးမှုတစ်ခုဖြစ်စေတာပါ